မင်းဟာစပယ်နန်နေစားယုံနေမကဘူးခြိုင်ဆွဲသွားတယ်လို့ပြောတယ်နော်စပယ်နန်စားယုံနေမကဘူးနှုတ်သီးနဲ့စပယ်နန်နေအများကြီးချိသွားတယ်လို့ပြောတယ်အဲ့တော့မင်းဟာခိုးတော်ဆောက်ထားဖို့စဘာတွေကိုတည်ပြီးတော့အယောင်းဝယ်လောက်ထားလားသို့မဟုတ်ခိုးတော်ဆောက်ထားတာရှိလို့လားလို့ပုံနာကြီးကမေးတဲ့အခါကျတော့ကျင်းခဲ့ဆိုတာလူဘာသာစကားလည်းပဲအလွယ်တကူနဲ့ပြောတတ်တဲ့တရားမျိုးတွေကိုနော်ပြောတဲ့အခါကျတော့သူပြောတဲ့စကားတော်တော်ထူးဆန်းသွားသူဘာလို့ဆိုကျွန်ုပ်ယူသွားတာဟာတခြားမဟုတ်ပါဘူးတဲ့ကျွန်ုပ်ဟာကိုယ်တော်လည်းဆောင်ထားပါဘူးရောင်းဝယ်လည်းမလုပ်ပါဘူးတဲ့ကျွန်ုပ်ယူသွားတဲ့စပယ်နန်တွေကတချို့ကိုကျွေးသည့်ချရပါတယ်တဲ့တချို့ကိုတော့ကျွေးဟောင်းဆက်ရပါတယ်ကြံတဲ့ဟာကိုတော့ရင်းနှီးမြုပ်နှံတာလို့ရွှေအိုးမြုပ်ရပါတယ်လို့သူပြောတယ်လူသားတွေလှုပ်တဲ့ပုံစံမျိုးပဲသူကသုံးပုံခွဲပြီးတော့တစုကကျွေးပေးတာတခုကကျွေးဆက်တာကြံတဲ့ပိုရှင်တဲ့ဟာကြတော့ရွှေအိုးမြုပ်တာပါတိမ့်ထားတာပါလို့ဒီလိုပြောတယ်အဲ့ဒီကြတော့သူစကားကတော်တော်ထူးဆန်းတော့လေပိုင်ရှင်ပုံနာကြီးကစိတ်ဝင်စားပြီးနေစမ်းမအောင်ချင်းငှက်တကောင်ကကျွေးသည့်ပေးတယ်ဆိုတာလဲဆန်းလာကြီးလားကျွေးဟောင်းဆက်တယ်ဆိုတာလဲအလွန်ဆန်းတယ်ရွှေအိုးမြုပ်တယ်ဆိုတာလဲအလွန်ဆန်းတယ်ဒါကြောင့်မို့ဘလို့ကျွေးသည့်ပေးပြီးဘလို့ကျွေးဟောင်းဆက်တာလဲနော်ဘယ်လိုရွှေအိုးများမြုပ်ပါသလဲလို့ဆိုတာကိုတေချာကပ်ပြီးတော့မေးတဲ့အခါကျတော့အဲ့ဒီကျင်းငယ်ကြီးကလူဘာသာစကားနဲ့ရှင်းရှင်းနေတော့သူပြောပြတယ်သူကြွေးသည့်ပေးတယ်ဆိုတော့တခြားမဟုတ်ပါဘူးတဲ့အသာဒပက္ခတရုဏပုဒ္ဒကမရှကောတိယတေမံပတ္တပရိတန္တိတတ္တမတေတံဣနန္တရေသူပြောတဲ့စကားလေးကသူ့မှာသားငယ်သမီးငယ်လေးတွေရှိသေးတယ်တဲ့အတောင်မပေါက်ကြသေးဘူးသူ့ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ချင်းငှက်ကလေးတွေဟာအတောင်မပေါက်ကြသေးဘူးမပြန်နိုင်ကြသေးဘူးတဲ့အတိုက်တိုင်းမှာပဲဒီတိုင်းပဲရှိနေကြသေးတယ်အဲ့ဒီချင်းငှက်တော်အငယ်လေးတွေစားဖို့အတွက်သူကရိုးရိုးသူတို့စားဖို့ယူသွားတယ်လို့မပြောဘဲနဲ့သူတို့ချီးလာတဲ့အခါကျွန်ုပ်ကိုပြန်လီပြီးတော့ကျွေးမွေးကြမှာဖြစ်လို့အဲ့ဒါကိုရည်ညွှန်းပြီးတော့သူတို့ကိုကျွေးအသစ်ချတယ်လို့ပြောတာပါဟောသူကျွေးရမယ်သူ့ရဲ့သားငယ်သမီးငယ်တွေကိုသူကျွေးတာအဲ့ဒါကိုကျွေးသစ်ချတယ်လို့သူကပြောလိုက်တယ်ပုံနာကြီးကသဘောကျတယ်ဒါဖြင့်ဟုတ်ပြီကဲကျွေးဟောင်းဆက်တာကတော့ဘာတော့ကျွေးဟောင်းဆက်တာကတော့ဘာတော့ဆိုမာတာပိတ္တသမေဝုဒ္ဓစိဏကာကတရွတ်ပနာတေတံတုန်နေနဟာတုနမုံစေပုပ္ပကတံဣနံကျွန်ုပ်မှာမွေးပြီးတော့ဆွမ်းလျှောက်ခဲ့တဲ့မိအိုဖအိုအတောင်မန်တွေကကျွတ်ပြီးတော့မပြန်တန်းနိုင်တော့ဘူးတဲ့မိအိုဖသူ့ကိုမွေးခဲ့တဲ့မိအိုဖအိုကျင့်ငှက်ကြီးတွေဟာအတောင်မန်တွေကကျွတ်ကုန်လို့ကောင်းရင်ကိုမပြန်နိုင်တော့ဘူးတဲ့သူတို့ဟာဒီလိုပဲတစ်ပင်ပေါ်မှာနားခိုပြီးတော့နေကြတယ်အစာရည်စာရှာပြီးတော့မစားနိုင်ဘူးတဲ့ဒါကြောင့်မို့သူတို့အတွက်နှုတ်သီးနဲ့ချီယူပြီးတော့သူတို့ငယ်ငယ်ကကျွေးခဲ့တဲ့ခြေဆုတရားကိုပြန်ဆက်တဲ့အနေနဲ့ကျွေးဟောင်းဆက်ခြင်းဖြစ်ပါတယ်အလုံးမြင်မှုကြမှာပေါ့ငှက်ကလေးတွေဟာ
အစာရှာပြီးတော့ငှက်ပေါက်စားလေးတွေကျွေးနေတာတွေ့ပါလိမ့်မယ်နော်ကဲကလေးတွေခွန့်ပြီးတော့ကျွေးနေကြတယ်အဲ့ဒါလိုပဲသူ့ရဲ့မိအိုဖအိုတွေကိုလည်းပဲသူကျွေးမွေးဆောင်ရှောက်ရပါတယ်တဲ့အဲ့ဒါကိုရည်ရွယ်ပြီးတော့ကျွေးဟောင်းဆက်တယ်လို့သူပြောခြင်းဖြစ်ပါတယ်လေပဲရှင်ပုံနာကြီးကသဘောတွေကြဟုတ်သားပဲလူတွေတောင်မှတစ်ခါတလေလိုလှုပ်တာမရှိဘူးသူကဒါကြေးဟောင်းဆက်တယ်ဒါဖြင့်ဟုတ်ပြီရွှေအိုးမြုပ်တာကြတော့ဘယ်လိုလှုပ်တာလဲ